Hello အားလုံးပဲမင်္ဂလာပါဒီနေ့က big live နဲ့တောက်ပြမှာဖြစ်ပါတယ်တက်ကောင်းတယ်ပေါ့နော်တက်ကောင်းလို့တောက်ပြမှာဖြစ်ပါတယ်တက်ကောင်းလားနန်းတော့မွေးနေတာပဲဆက်ချက်ပါဟုတ်သူ့ထက်မှာဘာလဲဆိုတော့ကျုံးလေးဒီပါတယ်ငါတို့မျက်မှန်သမားတွေဆိုကောင်းတယ်ပေါ့နော်ကျုံးလေးတွေကမင်းတော့ကောင်းတယ်ကြိုက်တယ်ရောဒါပါလဲမသိအမတီဟိုလည်းပါတယ်ပဲတီလည်းပါတယ်ပဲတီလည်းပါတယ်ပုံပြီးတော့မောင်ဒါတို့လူတွေလည်းပါတယ်ပေါ့နော်လူတွေလည်းကောင်းတယ်နော်ပဲနဲ့ချက်တာကွာနော်မွေးနာပဲပြန်မဒီကအာလူမတ်တာပဲအာလူလည်းပါတယ်ခုနကလည်းထမင်းထားလို့ပါတယ်ဒါမှဒီဘက်ကလည်းထမင်းရတယ်တော့အနည်းလေးကိုဆွဲဆောင်တော့မွေးနာပဲနှာခေါင်းထဲမှာနှာခေါင်းလို့မွေးလို့နှာခေါင်းမဆိုးစားရတော့ဒီကအရွယ်လဲပါဘာရွယ်လဲမသိဘူးအရွယ်တော့ပါဘာမသိlast oneရကောင်းတာအားလုံးလည်းကောင်းလိုက်ဆိုဒီဗီဒီယိုလေးတော့ပါပဲကျွန်တော် backlight ဟင်းစားပြပါတော့နောက်ဗီဒီယိုမှာတိုင်းဒီလို backlight ဟင်းကိုဘယ်လိုထည့်မလဲဆိုတော့ဘယ်လိုနဲ့တူပြန်လာခဲ့ပါမယ် bye bye see you later